Facebook က password ပြန်ကြည့်နေ Facebook က password ပြန်ကြည့်ချင်တာဖြစ်ပါစေ TikTok အကောင့် Gmail ကဒီလိုမျိုး social media အကောင့်တွေရဲ့စကားဝတ်ကိုပြန်ကြည့်ချင်တယ်လို့ပြောထားတဲ့ညီကိုတွေအတွက် password ပြန်ကြည့်တဲ့နည်းလမ်းလေးကိုမျှဝေပေးမယ်ပြောချင်တာကတော့ကိုယ့်ရဲ့အကောင့်တွေက login ဝင်ထားတဲ့သုံးလို့ရနေတော့ဆိုရင်စကားဝတ်မမှတ်မိဘူးဆိုရင်အသစ်ပြောင်းလိုက်တာက100%အသေးချာဆုံးနဲ့အမြန်ဆုံးပဲဖြစ်ပါတယ် password ပြန်ကြည့်တယ်ဆိုတာကလူတိုင်းကြည့်လို့မရဘူးအကောင့်တိုင်းလည်းကြည့်လို့မရဘူးကိုစိတ်သိမ်းထားခဲ့မှကျွန်တော်တို့ကပြန်ကြည့်တွေ့ရတာဖြစ်ပါတယ်စိတ်ပြီးတော့သိမ်းထားခဲ့တာမျိုးမရှိဘူးဆိုရင်ပြန်ကြည့်ရင်လုံးဝမြင်ရမှာမဟုတ်ဘူးပြီးသွားရင်ကျွန်တော်တို့စိတ်သိမ်းထားခဲ့တော့က password ကတစ်မျိုးရာကာလတစ်ခုမှကျွန်တော်တို့ကကိုယ့်ရဲ့အကောင့်တွေကိုစကားဝတ်အသစ်ထပ်ပြောင်းထားတယ်ဆိုရင်ပြောင်းထားတဲ့စကားဝတ်ကိုစိတ်ပြီးတော့မသိမ်းထားဘူးဆိုရင်ရှိနေတဲ့ password နဲ့လက်ရှိစကားဝတ်နဲ့မတူတော့တဲ့အတွက်ပြန်ပြီးတော့သုံးလို့မရတော့တာမျိုးလည်းရှိပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့အကောင့်တွေဝင်ပြီးတော့သုံးနေတော့ဆိုရင်စကားဝတ်အသစ်ပြောင်းပြီးတော့သုံးတာကမြန်တယ်အကောင့်တွေကဝင်လို့မရတော့တဲ့အခြေအနေမှာပေါ့နော်ကျွန်တော်တို့အနေနဲ့ရလို့ရညာပြန်ကြည့်ပြီးတော့အကောင့်လေးစမ်းပြီးတော့ဝင်ကြည့်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့တပြန်ကြည့်တာမျိုးဆိုရင်တော့တပြန်ကြည့်တဲ့နည်းလမ်းလေးကိုတူတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်ကိုယ့်ရဲ့ Facebook အကောင့် password ကိုတပြန်ကြည့်ခြင်းနဲ့ဆိုရင်ရှေ့မှာပြောသလိုမျိုးဒီဖုန်း setting တွေကသွားလဲရတယ်နော်ဒီ Chrome browser ကသွားလဲရတယ် Gmail ဆိုတဲ့ဒီကသွားလဲရတယ် Play Store ဆိုတဲ့ဒီနေရာကသွားလဲရတယ်ဘယ်ကတော့နောက်ဆုံး password ပြန်ကြည့်တဲ့နေရာကိုနောက်ဆုံးနေရာရောက်ရင်တနေရာလေးပါပဲเนาะတူတူပဲဒါပေမဲ့ကျွန်တော်ဒီဗီဒီယိုထဲမှာကလူတိုင်းမှာက Play Store ပါတာဖြစ်တဲ့အတွက် Play Store တွေကပြပေးမယ် Play Store ကိုနှိပ်လိုက်ပါမယ် Android ဖုန်းတိုင်းမှာ Play Store ပါတယ်ပေါ့เนาะဒါကတော့ iPhone သမားကြီးဆိုတော့မပါဘူးပေါ့เนาะကျွန်တော် Play Store တွေကိုရောက်ပြီဆိုရင်တော့အပေါ်ကကိုယ့်ရဲ့ account profile ပုံစံဒီကောင်လေးကိုနှိပ်မယ်ဒီနေရာကိုရောက်ပြီဆိုရင်ကျွန်တော်ဒီမှာမြင်နေရတယ် Manage Your Google account ဆိုတဲ့ဒီစာလေးကိုထပ်နှိပ်လိုက်မယ်ဒီမှာမြင်နေရတဲ့တော့ကလောက်ပုံစံလေးနဲ့ security and sign in ဆိုတဲ့ဒီစာလေးကိုနှိပ်လိုက်မယ်နော်အောက်ဆုံးထိထပ်ပြီးတော့ဆွဲတင်လိုက်မယ်နော်အောက်ဆုံးမှာမြင်ရတဲ့ password manager ဆိုတဲ့ဒီစာလေးကိုနှိပ်ရမှာဖြစ်တယ်နော်နှိပ်လိုက်ပဲဒီမှာကျတော့ကျွန်တော်မြင်ရလိုက်မယ်ပေါ့နော်ကိုယ့်ရဲ့ Facebook အကောင့် password တင်ထားတာရှိရဆိုရင် Facebook လို့ပေါ်မယ် Gmail အကောင့် password တင်ထားတာရှိရင် Google လို့ပေါ်မယ်ပေါ့နော်ဒီမှာဆိုရင် Instagram နဲ့ဒီဥစ္စာလေးပဲပေါ်တယ်ဆိုတော့ကျွန်တော်တင်ထားတာ Facebook နဲ့ Gmail အကောင့် password တွေ TikTok အကောင့် password တွေမရှိဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့တင်ထားတာမရှိလို့ဖြစ်ပါတယ်ဒီလိုမျိုးမပေါ်ဘူးဒီမှာဘာမှမပေါ်ဘူးဆိုရင်တော့ကိုတင်ထားတာလုံးဝမရှိလို့ဒါဆိုရင်တော့ကိုယ့်ရဲ့အကောင့် password တွေကိုပြန်ကြည့်ခြင်းတဲ့လူတွေကပြန်ကြည့်လို့မရပါဘူးမရှိလို့เนาะကျွန်တော်ရှင်းမှပြောခဲ့ပါတယ်တကယ်လို့ကို့မှာက Gmail အကောင့်တွေအများကြီးရှိနေသေးတယ်ဆိုရင်ဒီ Gmail အကောင့်မှာတင်ထားတာမရှိပေမဲ့တခြားနောက်ထပ် Gmail တွေမှာတင်ထားတာမျိုးလည်းရှိနိုင်ပါတယ်ဒါကြောင့်ကျွန်တော်မှာကျတော့ Gmail တွေကအများကြီးရှိနေတယ်အဲ့တော့ကျွန်တော်အပေါ်မှာမြင်နေရတဲ့ကိုယ့်ရဲ့ Gmail အကောင့် profile လေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်မယ်နော်နှိပ်ပြီးသွားရင်ဒီ Gmail နေရာလေးကိုထပ်နှိပ်လိုက်မယ်နောက်ထပ် Gmail တစ်ခုထပ်ပြောင်းပြီးတော့ password ရှိလားကြည့်ကြည့်လို့ပါအဲ့တော့ကျွန်တော်တို့ဒီ Gmail လေးကိုတစ်ချက်နှိပ်လိုက်ဒီမှာဆိုရင် Gmail တွေအများကြီးပေါ်လာအဲ့ထဲမှာကျွန်တော်ကနောက်ထပ် Gmail တစ်ခုကိုထပ်ပြီးတော့ရွေးချယ်ပြီးတော့နှိပ်ကြည့်ပါမယ်โอเคဒီမှာနောက်ထပ် Gmail တစ်ခုကိုရွေးချယ်ပြီးနှိပ်ကြည့်လိုက်တဲ့အခါကျတော့ Facebook ကိုပဲ Instagram လို့ပေါ်ပြီဒါဆိုရင်တော့ကျွန်တော်ကဒီ Gmail မှာကျတော့ Facebook ကောက်စကားဝတ်တင်ထားတာရှိတယ် Google အကောင့်ရဲ့ Gmail အကောင့်ရဲ့ password ကိုတင်ထားတာရှိတယ်ပြီးတော့ရင် Instagram အကောင့်ရဲ့ password ကိုတင်ထားတာရှိတယ် TikTok အကောင့် password တင်ထားတာရှိရဆိုရင် TikTok လို့ထပ်ပြီးတော့ပေါ်တယ်เนาะโอเคကျွန်တော်ကဒီမှာ Facebook အကောင့်ကိုသွားကြည့်ရင်ဆိုရင် Facebook ကိုနှိပ်เนาะ Google အကောင့်ရဲ့ password ကြည့်ရင်ဆိုရင်ဒီမှာပေါ်နေတဲ့ Google လေးကိုနှိပ် Instagram အကောင့်ရဲ့ password ကြည့်ရင်ဆိုရင် Instagram နှိပ်အောင်မယ်เนาะအခုကကျွန်တော်က Facebook အကောင့်နဲ့အစမ်းပြမှာဖြစ်တဲ့အတွက် Facebook လေးကိုနှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ဖုန်း lock screen password လေးတောင်းလိုက်မယ်ကိုယ့်ရဲ့ဖုန်း lock screen password လေးကိုထည့်လိုက်ပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့အပေါ်မှာမြင်နေရတာကတော့ Facebook အကောင့်ရဲ့ Gmail အောက်မှာမျက်စိပုံစံလေးနဲ့မြင်ရတာကတော့ Facebook အကောင့်ရဲ့ password မျက်စိလေးကိုတစ်ချက်နှိပ်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အမှဆက်လုံးလေးတွေကိုမြင်ရပြီကိုယ့်ရဲ့ Facebook အကောင့်မှာဘာ password ပေးကြလဲပေါ့အဲ့ဒီ password ဒီ Gmail ကိုသုံးပြီးတော့ကျွန်တော်တို့အကောင့်တောင်းဝင်ကြည့်လို့ရသေးတယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီ password ကအရင်တော့မပြောင်းထားလို့ဖြစ်တယ်ပေါ့နော်အဲ့ Facebook အကောင့်ရဲ့ password ကမပြောင်းထားလို့ဖြစ်တယ်ကျွန်တော်တို့ကတင်ထားတာရှိပေမဲ့တွားပြီးတော့အကောင့်ဝင်တဲ့အခါမှာဝင်လို့မရဘူးဆိုရင်ဒီကိုတို့ရားထဲမှာပေါ့နော်ကာလာတစ်ခုမှာ password အသစ်ပြောင်းပလိုက်လို့နော်ပြောင်းပလိုက်လို့ဖြစ်တဲ့အတွက်ဝင်လို့မရတော့တာအဲ့ဒါမျိုးဆိုရင်လည်းလုပ်လို့မရတော့ဘူးညီကိုတို့အနေနဲ့ကို့မှာ Gmail အကောင့်တွေအများကြီးရှိတယ်ဆိုရင် password ကြည့်တဲ့နေရာလေးကိုရောက်ပြီဆိုရင်ပထမ Gmail မှာကpassword တွေပြန်ကြည့်လို့မရဘူးဆိုရင်နောက်ထပ် Gmail ရှိနေတဲ့ Gmail တွေအကုန်လုံးလိုက်ပြီးတော့ပြောင်းပြီးတော့လိုက်ကြည့်လိုက်ပေါ့နော်ပြောင်းပြီးကြည့်တဲ့အခါမှာတချို့ Gmail တွေမှာကိုအမှတ်တမဲ့သိမ်းမိထားတာတွေရှိတယ်ဆိုရင်တော့ကျွန်တော်တို့မြင်ရမယ်ပေါ့နော် password တွေရတယ်တခါလေကြာရင်ကိုဖွင့်ထားပြီးတော့လုံးဝမမှတ်မိတဲ့ PK Instagram တွေ TikTok တွေမှာပြန်ပြီးတော့တွေ့ရတတ်တယ်ပေါ့နော်သုံးလို့မရတော့တာမျိုးလည်းဖြစ်နိုင်တယ်ပေါ့
သုံးလို့ရနေတာလည်းဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့စမ်းကြည့်လို့ရပါတယ်အကောက်တွေကသုံးနေတော့ဆိုရင်တော့100ခန်းသိကြတာကတော့ password အသစ်ပြောင်းတာပဲဖြစ်ပါတယ်သုံးလို့လည်းမရတော့ဘူးရလို့ရညာအနေနဲ့မရတော့လေကျွန်တော်တို့အရှုံးမှမရှိရပါတော့ရသွားတော့လေကိုယ့်အတွက်အဆင်ပြေတယ်ဆိုတဲ့စိတ်နဲ့ဝင်ပြီးတော့ဒီနေ့လာနေအတိုင်းရှာကြည့်လို့ရပါတယ်ဒီထဲမှာပဲအကုန်လုံးကျွန်တော်တို့က Gmail အကောက် password ကြည့်နေတာပဲဖြစ်ပါစေကိုပဲ TikTok social media အကောက်တွေအားလုံးရဲ့ password ကိုကြည့်နေတာဆိုရင်ဒီနေရာလေးမှာပဲဝင်ပြီးတော့ကြည့်ရတာဖြစ်ပါတယ်เนาะဒီကိုတို့အားလုံးအဆင်ပြေကြပါစေဗျာ